နေ့သင်ခန်းစာဆက်ရှိသင်ခန်းစာတော့ football timing တပါးမှာ၄ချက်ရှိပါတယ်1 2 3 4 1 2 3 4 1 2 3 4 1 2 3 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဟုတ်ပြီသင်ခန်းစာဆက်ကိုကြည့်အောင်ဒါတော့တပါးမှာ၄ချက်ရှိပါတယ်1 2 3 4 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 1 2 3 1 2 3 4 1 2 3 4 1 2 3 1 2 3 4 1 2 3 4 1 2 3 1 2 3 4 1 2 3 4 okay and ဒီအပုတ်ကဘယ်လိုလဲဆိုတော့တပါးမှာ၄ချက်ဆိုတော့ဘယ်လို timing ခေါက်ရလဲဆိုတော့1 2 3 4 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 1 2 3 4ဟုတ်ပြီနော်ညာဟို rest ဖြစ်ပါတယ်ဒါတပါးလုံးပြီးစရာမလိုဒီသင်ခန်းစာလေးက football timing တပါးမှာ၄ချက်ဘယ်လိုမျိုးခေါင်းရလဲဆိုတော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 1 2 3 4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 ဟုတ်ပြီနော်ဒီ rest ကတပါးလုံးဒီ rest whole rest ကတပါးလုံးနားရတယ်ဒီမှာကျတော့ဒါပါ rest လဲ half rest နှစ်ချက်ပဲနားရတယ်ဒီနှစ်ချက်နားရတယ်ဒါအပြည့်နားရတယ်ဒါတွေကနှစ်ချက်ပဲနားရတယ်လုံးကျေးဇူးတင်ပါတယ်